လုပ်စားရအောင်ဆိုင်နေမှာအလွယ်တကူဝယ်လို့ရတဲ့ pancake mix ကိုသုံးပါမယ်ဒီလိုမျိုး waffle maker လေးဝယ်ထားနိုင်တယ်ဆိုလို့ရှိရင်တော့အရန်လွယ်တယ်ပေါ့နော်မရှိဘူးဆိုလို့ရှိရင်လည်းကြက်ဥကြော်တဲ့အိုးနဲ့လုပ်လို့ရပါတယ်ဒီမုံရဲ့အမုံပေါ့နော်အရင်ဆုံးနွားနို့ရဲ့စားရဲ့ထည့်ပြီးတော့မွေထားပါမယ်15မိနစ်လောက်ထားရပါတယ်အချိုစားခြင်းနဲ့ဆိုရင်တော့ဒီထဲမှာတကြားရဲ့ကြက်ဥရဲ့ထည့်လိုက်ရပါပြီဒီလိုမျိုးမုံနှစ်ကို15မိနစ်လောက်တော့ပွားလောင်ထားရပါတယ်ပေါ့နော်ကဲ15မိနစ်လောက်ပွားလာပြီဆိုလို့ရှိရင်တော့စပြီးတော့လုပ်လို့ရပါပြီအချိုလုပ်မယ်ဆိုရင်ထောပတ်လေးအရင်ထည့်ပါတယ်ထောပတ်ထည့်ပြီးတော့မုံနှစ်ကလေးကို4မိနစ်လောက်အဖုံးအုပ်ပြီးထားလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်အချိုရပါပြီပေါ့နော်အချိုကိုကိုကြိုက်တဲ့တရားယိုလေးနဲ့တွဲဆက်ပြီးစားလို့ရတယ် chocolate ယို strawberry ယိုpeanut butter စသဖြင့်ပေါ့နော်အငန်လုံးမယ်ဆိုရင်တော့အိုးလေးကိုရိုးရိုးဟင်းချက်စီလေးပဲတုပ်လိုက်တယ်ပေါ့နော်ပြီးတော့မုံနှစ်လေးထည့်ပါတယ်မုံနှစ်ထည့်ပြီးပြီဆိုလို့ရှိရင်နှမ်းရဲ့ကျက်သွန်မိတ်ရဲ့ပဲပြုတ်ရဲ့ပေါ့နော်အဲ့ဒါလေးတွေထည့်လိုက်ပြီဆိုလို့ရှိရင်ဒါအငန်လေးလည်းအဲ့လိုပဲ4မိနစ်လောက်တော့အဖုံးအုပ်ပြီးထားလိုက်တယ်ပေါ့နော်အပေါ်အောက်ကိုညီသွားပြီးတော့ကျွတ်လေးဖြစ်သွားအောင်လို့ပါလူကြီးချိုင်းမုတ်ပြားတလက်နဲ့ကလေးချိုင်းဝက်ဖဲလုံးကြီးလေးဖြစ်ပါတယ်စောင့်ကြည့်ကြည့်ပြီးလို့ကျေးဇူးပါ